မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဆိုတာဘယ်ချိန်ကစပြီးရှိလာတာလဲပကံကြီးကစခဲ့တာလားတကယ်တော့ဒီဇလန်ကထင်တယ်လည်းဘုတ်ရှိတယ်အစပြောရရင်ဘယ်အစလဲဆိုလို့ရှိရင်အိန္ဒိယနိုင်ငံကနေစပြောရမယ် BC 900စုလောက်မှာဂေါရမဗုဒ္ဓတရားကိုပရမအောင်ဆုံးသင်ကြားပေးခဲ့တာအဲ့ဒီချိန်တုန်းကတော့ဒီဘက်မြန်မာဒေသမှာဗုဒ္ဓဘာသာမရောက်သေးဘူးနောက်ပိုင်း BC 300စုလောက်မှာအာဇောကမင်းကြီးကဗုဒ္ဓဘာသာကိုနိုင်ငံနဲ့ပြန့်နှံ့အောင်လုပ်ခဲ့တာဟိုအရှိတော်အာရှအိန္ဒိချင်းနိုင်ငံတွေအနှံ့ပေါ့နော်အဲ့ဒီနားလေးသာသနာပြုတွေစီလုပ်ခဲ့တာဒီသာသနာပြုတွေရောအဲ့လိုမျိုးပဲနေရာနှံ့အောင်ပို့လိုက်တယ်အဲ့ဒီထဲမှာတူဝနာဘူမိဆိုတဲ့နေရာလည်းပါတယ်ဒါပေမဲ့တူဝနာဘူမိဆိုတာဘယ်နေရာလဲဆိုတာတော့ဒီနေ့ထိမသိကြသေးဘူးတချို့ကသရုံဘက်လို့တော့ယူဆကြတယ်တချို့ကတော့မတူဘူးလို့ပြောကြတယ်ဒီလိုနဲ့ပဲဗုဒ္ဓဘာသာဒီဒေသကိုတစ်ခါတည်းနဲ့ရောက်တယ်လို့တော့လည်းမထင်နဲ့ရာစုနှစ်တွေကြာတဲ့ဒီကုံတွေလမ်းကြောင်းတွေလူတွေရည်ရင်မှုတွေကြားရတဲ့ကနေပြီးတော့ဖြည်းဖြည်းချင်းစိတ်ဝင်လာ